အားလုံးပဲမင်္ဂလာပါရှင်ညီမကိုပြပြမှာကတော့ယူနီယန်365အထက်မှာငွေဖြည့်နည်းလေးပြပြပေးမှာဖြစ်ပါတယ်ယူနီယန်365အထက်ဝင်၍ပတ်စံအိတ်ကိုနှိပ်ပါငွေဖြည့်မီကိုနှိပ်ပါငွေဖြည့်မဲ့ဝေတော့မဟုတ် KB ပုံလေးတစ်ပုံရွေးပေးပါငွေဖြည့်မဲ့ငွေပမာဏရိုက်ထည့်ပေးပါငွေဖြည့်မီကိုနှိပ်ပါအကောင့်နံပါတ်များနေ့စဉ်အပြောင်းလဲရှိသောကြောင့်ပုံသေးမမှတ်ထားပါနဲ့နော်ငွေဖြည့်မီဆိုတာနဲ့ဖုန်းနံပါတ်ဖိနာကကူယူမီဆိုတာကိုနှိပ်ပြီးငွေသွားလဲပေးပါလုပ်ငန်းစဉ်အမှန်နောက်ဆုံး6လုံးကိုမှတ်ထားပေးပါစောစောကမှတ်ထားသောလုပ်ငန်းစဉ်အမှန်6လုံးကိုဒီနေရာမှာရိုက်ထည့်ပေးပါငွေဖြည့်မီကိုနှိပ်ပါလုံဝနံပါတ်ထည့်ပါဆိုတဲ့နေရာမှာယူနီယန်365အကောင့်ဖွင့်တော့ကထားရှိခဲ့တယ်လုံဝနံပါတ်6လုံးရိုက်ထည့်ပေးပါပြီးရင်တော့ငွေဖြည့်မီကိုနှိပ်ပါငွေဖြည့်ပမာဏနဲ့လုပ်ငန်းစဉ်အမှတ်နောက်ဆုံး6လုံးမှတ်ကမှာကအကောင့်သို့ငွေရောက်လာပါလိမ့်မယ်ရှင်ပင်မသို့သွားမီကိုနှိပ်လိုက်ပါပတ်စံအိတ်ကိုပြန်နှိပ်ပေးပါမှတ်တမ်းကိုနှိပ်ပါငွေဖြည့်နေရာမှာငွေဖြည့်ဆောင်ဆိုင်မှာလို့ပေါ်နေငွေမရောက်သေးပါဘူးခဏဆောင်ပေးပါငွေဖြည့်အောင်မြင်သည်လို့ပြရင်တော့အကောင့်ထဲသို့ငွေရောက်ရှိလာမှာဖြစ်ပါတယ်ရှင်